ဒါက preschool package လေးဖြစ်ပါတယ် preschool package လေးကိုမှဒါအုပ်ရည်80ဝန်းကျင်ပေါ့80ကျော်ပေါ့နော်80ကျော်ကိုအရန်လာတဲ့ picture story books တွေ rhyme books တွေဒါမျိုးတွေကိုအများကြီးထည့်ပေးထားတဲ့အပြင် hard cover တွေလည်းပါတယ်ပေါ့နော်အဲ့လိုမျိုးအုပ်ရည်80ဝန်းကျင်ကိုမှ2သိန်းခွဲ box လုပ်ပေးထားတာဖြစ်ပါတယ်ဒါ preschool မူဂျိုကျောင်းတစ်ကျောင်းရဲ့အမှားလေးပေါ့နော်သူကိုလုပ်ပြတာပါဒီချက်ကိုလုပ်ပြပေးထားတဲ့ဒီစာအုပ်လေးတွေကိုပြပေးတာပါ picture story book လေးတွေဘယ်လောက်လာလဲဆိုတာလေသူကစာအရန်မများဘူးဒီစာအုပ်လေးဆိုရင်ကဘာမှာတက်ချန်ဖီလေးပါတယ်ကြောင်လေးမှာပေါ့နော်အဲ့လိုမျိုးလေးတွေနောက်ပုံလေးတွေကလည်းအရန်ကိုလာတယ်ဆူတောက်ပြီးတော့ဒီ picture story လေးတွေက soft cover ပဲဖြစ်စေ hard cover ပဲဖြစ်စေအတွင်းထဲမှာကြွေသားနဲ့ပေါ့နော်ကြွေသားစာရွက်အထူလေးကိုသုံးထားတာဖြစ်တယ်ပြောင်ပြောင်လေးပေါ့မင်းတို့စီမှာဆိုလို့ရှိရင်တော့ local ဆိုလို့ရှိရင်အများအပြား A4 သားလောက်ပဲရတာဖြစ်ပြီးတော့ဒါကတော့ UK original books တွေဒီတရားဆိုရင် Ladybird picture books ကို CD လေးအုပ်ထည့်ပေးထားတာပေါ့နော်အဲကြတော့မင်းတို့ရဲ့စာအုပ်တွေကို quality ဘိုင်းရောဒါ story line ရောအားလုံးကိုအမခံပါတယ် UK original books တွေဖြစ်ပြီးတော့ condition good very good ကနေ excellent like new ထိထည့်ပေးထားတဲ့စာအုပ်တွေပေါ့နော်ဒါဆိုရင် pirate စာအုပ်လေးတွေပါမယ်ဒါလေးဆို head cover knowledge လေးတွေစာနည်းနည်းများတယ်လို့ထင်ရပေမဲ့လေသူက knowledge လေးတွေဖြစ်ပါတယ်လွယ်လေးတွေပေါ့နော်ဒါလေးဆိုရင် rhyme book လေး head cover လေးတွေနော် head cover လေးတွေအတွင်းထဲကကြွေသားလေးတွေဒီအခုထည့်ပေးထားတဲ့အုပ်ရည်80ကျော်မှာတအုပ်မှာရိုးရိုးစာရွက်သားမပါဘူးအတွင်းထဲမှာကြွေသားလေးတွေပြောင်ပြောင်လေးနဲ့အရန်ကိုကလာလှတယ်ဒါလေးကတော့ bob book လေးဖြစ်တယ်အမီးလေးမှာတော့တိတ်ကတ်ထားတာရှိတယ်ပေါ့နော်ဒါဆိုရင်လည်း Thomas ကိုမှ bob book လေးဖြစ်တယ် bob book လေးမဟုတ် bob book ကြီးပေါ့နော်နောက်ဒါလေးတွေဆိုလို့ရှိရင် picture story လေးတွေ Christmas လေးတွေပါမယ်နောက် Ladybird mini head cover လေးတွေပါတယ် condition ကတော့လေဒီ mini head cover လေးတွေက like new ပဲလုံးဝကိုအသက်အနေပဲထည့်ပေးထားတာတော့ကို4000ကျော်လောက်တောင်အမင်းတို့ရောင်းနေပြီပြီးတော့လေသူရဲ့ဇက်လန်းလေးတွေကတိတ်ချစ်ဖို့ကောင်းတာ mini head cover Ladybird books လေးတွေကနာမည်ကြီးနော်အဲလေးဆိုကလေးလက်တကိုင်လေးနဲ့လည်းဖတ်လို့ရတယ်ဒါလေးဆို bob book လေး Thomas bob book လေးပါမယ်ဒါဆိုလို့ရှိရင် Snow White လေးထင်တယ်နော်အဲဒါဆို mini head cover လေးတွေပါမယ်ဒါလေးဆိုရင် friendship အကြောင်းလေးတွေနောက် dinosaur story လေးနှစ်ပုဒ်ပါတဲ့ head cover လေးပါမယ်ဒါတွေကတော့ size အကြီးကြီးတွေနဲ့ soft cover အလှကြီးတွေဒါဆိုရင်နာမည်ကြီးဇက်လန်းတွေပါမယ်ပေါ့နော်ဒီတအုပ်နဲ့တအုပ်တပုံးနဲ့တပုံးလုံးဝမရိုးရတဲ့စာအုပ်တွေဖြစ်တဲ့ rhyme books ပါတယ်နော် rhyme book ကတော့ကလေးတွေဒီမူဂျိုချောင်းအရွယ်တွေအတွက်အရေးကြီးသောChristmas လေးတွေပါတယ် Christmas လေးတွေကတော့လက်ဆောင်ပုံစံမျိုးနေနဲ့ရောအရန်လှလို့လေကလေးတွေလည်းတော်တော်ကြီးကြိုက်တာမို့လို့ထည့်ပေးထားတာဖြစ်တယ် Christmas လေးတွေလည်းပါမယ်ကိုတိုင်းရွေးဝယ်မယ်ဆိုလို့ရှိရင်တော့ရွေးကောက်ဆိုလို့ရှိရင် picture story လေးတွေက9000 5500 6000 6500အထိရှိပါတယ် hard cover လေးတွေဆိုလို့ရှိရင်လည်း4500 5000 6000 9000ကနေ8000 9000အထိတန်တဲ့စာအုပ်တွေကိုစုပြီးထည့်ပေးထားတာပါမင်းတို့ကတော့မူဂျိုကျောင်းအတွက်လို့ပြောလိုက်တာနဲ့ဒါကလေးတွေပေါ်မှာဖတ်စီခြင်းနဲ့ဇောပေါ့နော်စိတ်ဇောရှိတဲ့ခါကျတော့အလှဆုံးနေကြီးပဲရွေးထည့်ပေးထားတာဖြစ်ပါတယ်ဒါလေးဆို best table လေးတွေနဲ့တိဆောက်ထားတဲ့ဇက်လန်းလေးတွေပါမယ် I'm a tiger ဆိုအရန်ချစ်ဖို့ကောင်းလေးနော်ရီလေးရီရတယ်ကလေးလေးဒါလေးဆိုရင် bob book အကြီးကြီးပဲ lift the flap လေးတွေပါတယ်ဒါမျိုးလေးတွေထည့်ပေးတယ်အမေစီမှာ bob book အရန်မရှိတော့ပေမဲ့ရှိတဲ့စာအုပ်တွေအားလုံးထည့်ပေးပါတယ်ဒါကတော့ကိုယ့်ရဲ့စိတ်ပေါ့နော်စေတနာပေါ့အဲ့လိုမျိုးလေးထည့်ပေးတယ် Puritan စာအုပ်လေးတွေလည်း3လေးပါမယ်ဒါလေးဆို head cover ကြီးလေးနော်အမြင် page မှာ8000လောက်ရောင်းတဲ့စာအုပ်တွေဖြစ်တယ်ဒါလေးတွေဆိုရင် head cover လေးတွေဖြစ်တယ် Puritan လေး2အုပ်3အုပ်ပါတယ်နောက်ဒါလေးက dinosaur လေး Harry and dinosaur နောက်ဒါလေးက section file လေးနော်ဒီဘက်မှာရှိတဲ့စကားလုံးလေးတွေကိုဒီပုံထဲမှာပြန်ရှာရတာပေါ့ section file လေးကြကလေးလေးတွေလေးနားတဲ့အချိန်မှာဆော့လို့ရတယ်နောက်ဒါလေးဆို rhyme book လေးကလေးလေးတွေကြိုက်တာလေးတွေ animal story book ဒီစာအုပ်လေးရမ်းလာတာ bunny လေးပေါ့နော် bear လေးလည်းပါမယ် bear စာအုပ်လေးတွေကတော့တကယ်ကလေးကြိုက်လေးတွေဖြစ်တယ် pirate ဇက်လန်းလေးလည်းပါမယ်ပေါ့နော် hard cover လေးကိုမှGoldilocks and 3 bears ပေါ့နော်အဲ့ဒါလေးပါအဲ့လေးဆိုရင်အမင်း page မှာ1000လားမသိဘူးရောင်းထားတာ head cover လေးတွေဒီနှစ်အုပ်တွဲလေးဆိုလို့ရှိရင်ဒါနှစ်အုပ်တွဲ1000ပဲရောင်းထားတဲ့စာအုပ်လေးဖြစ်တယ်ဒါလေးတွေလည်းထည့်ပေးလိုက်ပါတယ်နော်အမင်းအကောင်းဆုံးနေပဲထည့်ပေးထားတာ